မင်္ဂလာပါဒီနေ့မှာတော့ဆရာကြီးတက္ကသိုလ်ဖုန်းနိုင်ရေးသားထားတဲ့တငယ်ချင်းလိုပဲဆက်ရွေးခေါ်မိခိုင်းစာအုပ်ထဲကကျမနှစ်သက်တဲ့စာမျက်နှာ10မျက်နှာလောက်ကိုဖတ်ပြပေးခြင်းပါတယ်ရှင်ကျမဖတ်ပြပေးတာလေးကိုနားထောင်ပြီးတော့စာအုပ်ကိုဆက်ပြီးတော့ဖတ်ချင်နေဆိုရင်တော့တငယ်ချင်းလိုပဲဆက်ရွေးခေါ်မိခိုင်းဆရာကြီးတက္ကသိုလ်ဖုန်းနိုင်ရဲ့စာအုပ်ကလေးကိုစာပေချစ်သူများဖတ်ရှုနိုင်ပါကြောင်းဒီနေရာလေးကနေညွှန်ပြရစီရှင်ကျမကတော့အရန်ကြိုက်ပါတယ်ကဲဒါဆိုရင်ကျမကြိုက်တဲ့10မျက်နှာလောက်ကိုစပြီးတော့ဖတ်ပြပါရစေ1958ခုနှစ်စက်တင်ဘာလအတွင်းကျွန်တော်အင်္ဂလန်ပြည်သို့ထွက်ခွာသွားရန်ပြင်သည်ဂရီအတိုင်းငိမ့်မောင်နှင့်ခိုင်းသည် UBA လေရင်ပြန်ဖြင့်ရန်ကုန်သို့ဆင်းလာကြသည်လှိုင်ကမူစေးသိပ်ပံဒုတိယနှစ်၌ခြေလက်ချော်၍တစ်နှစ်ကြပြီးနေသည်ဖြင့်စာကြိုးစားနေရသောကြောင့်ပါမလားငိမ့်မောင်နှင့်ခိုင်ကိုအတူဆင်းလာခွင့်ပေးသည်ကိုထောက်၍သူတို့နှစ်ဦးအားကိုနှင့်မြိုင်သည်သဘောတူထားဟန်ရှိသည်ခိုင်ကသူ့အိမ်တွင်တဲသည်ငိမ့်မောင်ကကျွန်တော်အခန်း၌လာနေ၏ငိမ့်မောင်ခိုင်နှင့်တခါတရံမမကြိုင်ပါကျွန်တော်တို့သည်ရန်ကုန်မြို့တွင်၌လျှောက်လေကြသည်ကျွန်တော်မြန်မာပြည်မှမထွက်ခွာမီ3ရက်ခန့်အလို၌ခိုင်ရောကြိုင်ရောငိမ့်မောင်ပါတန်လင်းသို့သွားကြသည်ဖေဖေမေမေတို့နှင့်ခွဲခွာကန်နီးပျော်ပျော်ရွှင်ရွှင်နေကြရန်ဖြစ်သည်ပျော်ရွှင်သင့်သောအချိန်အခါလည်းဖြစ်ပါသည်ကျွန်တော်သည်ဖေဖေ၏မျှော်လင့်ချက်ဖြစ်သော FRCS ပွဲကိုယူပေးနိုင်တော့မည်မဟုတ်ပါလောမေမေသည်မပြောင်းလဲစွာစားပွဲတောက်ပွဲတို့ကိုချွေးတလုံးလုံးတပြုံးပြုံးနှင့်ချက်သည်နိုင်ငံခြားရောက်လျင်မြန်မာအစာကိုအထူးလွမ်းတတ်သည်ဟုငိမ့်မောင်ကပြောသည်ဖြင့်မေမေသည်မြန်မာအစာအစာကောင်းစစ်များကိုသာချက်ကျွေးသည်မဟုတ်ကတွေးပြီးဖောက်သူမှာဒေါ်လေးဒေါ်စာဦးကြီးဖြစ်သည်ကျွန်တော်အင်္ဂလန်သို့သွားလျင်ယူသွားရန်အတွက်ဒေါ်လေးငပိကျော်ကြုံနေသည့်အနီးသို့ကျွန်တော်ကမမေဆန်းဤသားမောင်နှင့်ကတ်သွားသည်ဒေါ်လေးကပဇွန်ချောက်တဆုပ်ကိုမောင်ကလေးနှင့်ကျွန်တော်အားတဝက်စီပေးပြီးဆိုသည်အခုသာမောင်ကဒေါ်လေးပေးတဲ့ပဇွန်ချောက်ကိုစားတာပါပြန်လာရင်ဘိုးမပါလာပြီးဘီစတိတ်တို့ကတ်တလိတ်တို့ကိုလက်ငါးချောင်းရှိရနဲ့ခရင်းနဲ့ထိုးစားခြင်းနဲ့ပြောမှာဟာဒေါ်လေးကလည်းဘိုးမယူလာပြီးဘိုးလုံးတဲ့ခေတ်ကကုန်ပါပြီကျွန်တော်ကဗမာမသာပြန်ယူမှာဒေါ်လေးသည်ရောက်မကြီးကိုလှှတ်လိုက်ပြီးထုံးစံအတိုင်းဝါသနာကြီးစွာမေး၏မောင်ကဗမာမပြန်ယူမယ်နေအောင်ဘသူ့ယူမှာလဲတွေ့ထားပြီးပြီလားတွေ့ထားတယ်တော့ဘယ်ဟုတ်မလဲဒေါ်လေးကကိုယ်ဆန္ဒကိုပြောတာဒေါ်လေးသည်တစုံတစ်ခုကိုမကျေနပ်ဟန်မျက်နှာထားဆူဆူဖြင့်ငပိကြော်သည်အတန်ကြာမှဘာစိတ်ကူးရသည်မသိပြုံးဖြည်းဖြည်းနှင့်ပြောသည်ဆန္ဒရှင်နားဖောက်ထားရတဲ့တော်ရေမောက်မှာလက်ကြံနေနေပြီဒေါ်လေးဘာပြောတာလဲအော်လက်ကြံနေနေပြီဆိုတာရှင်းသားပဲပြီးလက်မရောက်ခင်ဗမာစကားနားမလဲတော့ဘူးလားလက်ကြံနေနေပြီဆိုတာလက်ကြံနေနေပြီပဲပေါ့တိထက်ရှင်အောင်ပြောလိုက်ရအောင်မလားတော်ပါပြီဒေါ်လေးအဲ့ဒါအရေးမကြီးဘူးတခါတော့ကလို့ဒေါ်လေးငပိချော်ကိုတူးသွားအောင်မယ်ကျွန်တော်ဒီဤသို့စကားဖြတ်၍ဒေါ်လေးအပမှလစ်ခဲ့ရသည်ခိုင်နှင့်ကြိုင်မှာကျွန်တော်တို့အိမ်တွင်ပင်နေသည်ငိမ့်မောင်ကမူသူ့ဖခင်အိမ်တွင်ပင်နေပါ၏နနက်စာကိုသူ့အိမ်တွင်စားပြီးငိမ့်မောင်သည်ကျွန်တော်တို့နှင့်တစ်နေ့လုံးလာနေတတ်သည်တခါတရံနနက်ပိုင်းလာ၍နေခင်းပိုင်းပြန်ပြီးညနေဆောင်မှပြန်လာတတ်၏တညနေတွင်ငိမ့်မောင်သည်အရောက်နောက်ကြသည်ကြိုင်ကမေမေနှင့်ဒေါ်လေးတို့နှင့်အတူဈေးလိုက်သွားသည်ဖေဖေနှင့်စကားပြောရမှကျွန်တော်သည်ခြံတွင်းသို့ဆင်းလာခဲ့သည်အမှတ်မထင်ပင်ကျွန်တော်ခြေလမ်းများကခြံနောက်ပိုင်းသို့တည်ဆောင်လာခဲ့၏မြရာပင်ကြီးကိုလှမ်းမြင်ရချိန်၌ကျွန်တော်ခြေလမ်းများတုန်သွားသည်ခိုင်သည်မြရာပင်ကြီး၌ပင်စီကိုမှီထားရင်းအဝေးသို့ငေးလျက်ရှိနေ၏ကျွန်တော်ကခိုင်အနီးသို့ကပ်လျက်အတအရာရက်လိုက်မိ၏ခိုင်သည်လှဲ့မကြည့်ပဲအဝေးသို့သာဆက်ငေးမြဲငေးနေ၏ဘေးတိုင်းမြင်ရသောခိုင်မျက်နှာလေးကိုကြည့်ရင်ကျွန်တော်ကလည်းဘာစကားမှမဆိုမိလွန်ခဲ့သော16နှစ်ကျော်ကဤနေရာလေး၌ပင်ခွဲရကန်နီးကြုံခဲ့ရသည်ကိုအမှတ်ရသဖြင့်ရင်တွင်ဝယ်မတိမတာလှုပ်ရှားနေ၏ထိုင်လီမောင်ခိုင်က
လှဲ့မကြည့်ပဲနေပင်ဆိုသည်ကျွန်တော်သည်ခိုင်နှင့်ခက်ကွာကွာမြေပြင်တွင်ထိုင်လိုက်၏ကျွန်တော်မျက်လုံးများသည်ခိုင်ပေရှိဖောင်တိန်ညှက်လျက်သာပိတ်ထားသည့်စာအုပ်စီရောက်သွား၏ခိုင်ကြပြဆက်နေရလားခိုင်ကမဖြေပဲကျွန်တော်ကိုလှည့်ကြည့်၏ခိုင်ကြည့်ပုံမှာတစ်မျိုးဖြစ်၏မျက်နှာသားတွင်မှလည်းစမ်းသည်ခိုင်မျက်နှာလေးကအပြုံးကိုမဆောင်ညှိုးရောင်လည်းမပြတီလာသည်လည်းမဟုတ်လက်လက်ပြသောမျက်လုံးများ၌မျက်ရည်ဝိဝိလွှမ်းနေတော့လေအကြည့်မှာမကျင်နာစိမ့်ကားလှသည်လည်းမဆိုရဲ့ခိုင်သည်ကျွန်တော်ထံမှမျက်လုံးလွှဲလိုက်ပြီးရှိမှတောင်ကမူလေးများစီပြန်ငေးလျက်အေးပြောသည်အစတော့ကြပြဆက်မလို့ပဲဒါပေမဲ့ဆက်မရဘူးအတွေးတွေကဝင်းဝင်လာတယ်ဘာတွေးလဲခိုင်ဘာတွေးတွေဆိုတာဘယ်လိုလုပ်ပြောမလဲစိတ်ဆိုတာဟိုရောက်ဒီရောက်မဟုတ်လားကျွန်တော်ကအသာအရာပြုံးမိသည်ခိုင်ပြောတာမှန်တယ်စိတ်ဆိုတာဟိုရောက်ဒီရောက်ပဲမောင်စိတ်ကတော့ငငယ်တုန်းကစီပြန်ရောက်ပြီးလွမ်းမိုးမိတယ်ခိုင်ရဲ့ခိုင်သည်ကျွန်တော်ဘက်လှည့်ကကျွန်တော်မျက်လုံးများကိုစူးစူးဆိုင်ဆိုင်ကြည့်လျက်မေးသည်ငငယ်တုန်းကဘဝကိုမောင်တကယ်ပြန်လွမ်းသလားဘယ်နဲ့ပြောလိုက်တယ်လဲခိုင်တသက်မှာပြောစရာအကောင်းဆုံးအချိန်တွေရရှိခဲ့ဘူးတဲ့ဆိုရင်အဲ့ဒီအချိန်တွေကလေခိုင်ရဲ့မောင်ရဲ့ငိမ့်မောင်ရဲ့၃ယောက်တူကစားခဲ့ကြတဲ့ကလေးဘဝအခါတွေပါပဲခိုင်ရဲ့ခိုင်လူသားစာရေးကောင်းရင်မောင်ကဗျာကောင်းကောင်းတပုတ်များဆက်မိမလားမသိဘူးခိုင်သည်ထူးဆန်းစွာပြုံးလိုက်ပြီးမှတ်ချက်ချသည်မောင်လဲစာရေးကောင်းတာပဲဘာပြောရခိုင်အော်မောင်စာရေးကောင်းပါတယ်လို့ခိုင်ကပြောနေတာကျွန်တော်ကမျက်မှောင်ကျ၍ခိုင်ကိုကြည့်သည်ခိုင်ကအတန်ကလေးထွက်အောင်အตาအရာရီမောလိုက်ပြီးဆက်ရွတ်သည်အစကဘယ်မှာအဆုံးဟာဘယ်စီမသိနိုင်ပြီတဲ့တန်တရားကြီးနဲ့ချီပြီးအတီတီဘယ်ဘဝကဘလို့စခဲ့တဲ့တန်ရောစင်ပါလို့ကို့မှာပြောနိုင်ခွင့်မရှိပါဘူးခိုင်ဒါပေမဲ့ဆယ်ကျော်နှစ်ကချစ်ကျွမ်းတရာကျိုးသူမှလို့တော့သူတကားထက်လွန်ပြီးမေတ္တာတက်ကိုရေတွက်ပြနိုင်သူပါချစ်တော်ခိုင်တဲ့ငိမ့်မောင်ရရလေးမောင်သူလဲတိတ်စာရေးကောင်းတာပဲကျွန်တော်ကထိတ်လန့်တကြားဖြင့်ခိုင်ကိုမော့ကြည့်သည်ခိုင်ကမူခလင်းငယ်တယောက်ပမာတခစ်ခစ်ရီမောနေသည်ခိုင်ပါဆိုလို့မှန်းမသိခိုင်ကိုဘာပြန်ပြောရမှန်းလည်းမသိငုတ်တုတ်တာငြိမ်ခံနေရသည်ခိုင်ကသာဆက်ရည်နေသည်ရည်ရွယ်အားရမှတမင်မငယ်တပွဲတွက်လက်စွာထားရက်သည်ခိုင်ပြောလိုက်တာမောင်လာခိုင်တို့ငငယ်ရလို့လမ်းလျှောက်ကြရအောင်အိုးဘယ်ဖြစ်မလဲခိုင်ဘာလို့မဖြစ်ရမှာလဲလမ်းလျှောက်တယ်ဆိုတာလွယ်လွယ်လေးပဲမဟုတ်ဘူးလေငိမ့်မောင်လည်းပြန်မလာသေးဘူးခိုင်မျက်နှာသည်ရုတ်တရက်တင်းမာသွားသည်မျက်လုံးများကလည်းဆူရှတောက်ပငင်းလာခဲ့၏ငိမ့်မောင်စောင့်ရအောင်တာဇန်လုတ်တိုင်းကစားကြမှာမဟုတ်ပဲလမ်းလျှောက်ကြပါမယ်ဆိုမှဒါလေမောင်ခိုင်နဲ့လမ်းမလျှောက်ချင်တော့ဘူးလားတက်နိုင်ပါပြီမိခိုင်အကြက်ကင်ပြန်တော့ကျွန်တော်သာအရှုံးပေးရသည်ခိုင်ဥဆောင်ရနောက်သို့ကျွန်တော်လိုက်ခဲ့ရသည်တော်ပါသည်ဤခိုင်သည်ညရာတော်ဖုံသောတောင်ကုန်းများကိုမရွေးခြံရှိမှထွက်ကားတန်းလင်းကြောက်တန်းဘော်တော်ကားလမ်းစီသာရှေးရှုခဲ့သည်မိုးဝှေ့ပါသောညနေချမ်းဤလေသည်မပြင်းမညင်တိုက်ခတ်လာနေ၏ငယ်စဉ်ကလေးမှရင်းနှီးခဲ့သောတန်လင်းဤတောနံ့တောင်နံ့သစ်စိမ့်နံ့တို့သည်လေဝဲမှုှပြန့်ပါလာနေသည်ကျွန်တော်သည်ဘေးတွင်ရှင်လျက်လျှောက်ပါလာသောဝါဝင်းသည့်အသားကြော့ရှင်းသည့်ကိုယ်နေစူပြေတန့်စင်သောမျက်လုံးလေးများနှင့်ခိုင်ကိုတစ်ချက်ကြည့်မိရင်စိတ်တွင်း၌မတိမတာကြည်နူးပျော်ရွှင်လာ၏ဂတ်တဲရှိအရောက်တွင်သင်္ဘောစိတ်မှပြေးတက်လာသောကြောက်တန်းသောကားတစ်စီးကိုမိလာ၏ကျွန်တော်သည်တစုံတရာကိုရုပ်ချီးသတိရ၏တို့ရာတွင်နောက်ကျသွားလိမ့်ပြီခိုင်သည်ကားကိုစီးတာ၏
ကျွန်တော်ကိုလည်းတရော်တော်တော်ပြုံးပြသည်လက်တစ်ဖြင့်ခံလိုက်ရတော့ကျွန်တော်ကပြုံး၍သာကောင်းညှိပြပြီးခိုင်နှင့်အတူကားပေါ်တက်လိုက်ခဲ့ရတော့သည်ဦးထွန်းမောင်၏ခြံကြီးရှိတွင်ကျွန်တော်တို့ဆင်းကြသည်ခြံတွင်မှခွေးဟောင်တန်အရင်ကြားရပြီးမရှိမနှောင်းပင်ရှေးလျားမြင့်မာသောဦးထွန်းမောင်ကြီးပေါ်လာ၏ကြည်စံမောင်ပါလားကွာ तू ကဘာတူလဲကြိုင်ဟဲမဟုတ်ပါဘူးဟဲ့ခိုင်ဟုတ်ကဲ့လားခိုင်ကအตาအရာပြုံးရင်းဖြေသည်ဦးလေးဦးထွန်းမောင်ကြီးကလည်းခိုင်ကိုမမှတ်မိဘူးလားဟာမျက်လုံးကလည်းမွဲတယ်နင်တို့ညီမတွေကခွဲလို့မှမလွယ်ပဲလာလာအိမ်ကိုလိုက်ခဲ့ဒါထက်မောင်ဘီလက်ကိုမသွားတော့မယ်ဆိုဟုတ်တယ်ဦးလေးဦးထွန်းမောင်ရေအဲ့ဒါမောင်လာနှုတ်ဆက်တာပြီးတော့အိမ်ကိုလာမယ်နော်မောင်တို့အခုခြံထဲရှောက်ကြည့်ကြည့်လိုက်အောင်မယ်အေးသွားကြဒါပေမဲ့ကန်ထဲမှာမစော့နဲ့နော်ရေနစ်နေအောင်မယ်ကျွန်တော်ဒီခိုင်နှင့်ရေကန်တို့ပင်ရှောက်လာခဲ့ကြသည်ကန်လေးသည်အဆအဆမပြောင်းလဲဟန်ရှိသည်ဖောင်လေးမှလည်းအစင်သင့်ထိုးဝါးလေးမှလည်းအစင်သင့်ခိုင်နှင့်ကျွန်တော်သည်တဦးမျက်နှာတဦးကြည့်ပြီးပြိုင်သူပြုံးမိကြ၏ခိုင်ပါပြုံးတာလေမောင်ကရောဘာပြုံးတာလဲအော်မောင်ကငိမ့်မောင်ရင်နဲ့တာကိုသွားတရိရလို့ပါငိမ့်မောင်တယောက်တည်းမဟုတ်ပါဘူးခိုင်ရောမောင်ရောနှစ်ကြတာပါကျွန်တော်ကတက်ပြင်းမတိမတာချမိသည်ဟုတ်တယ်လေဒါပေမဲ့ငိမ့်မောင်ကတော့တေးလူမျိုးပါခံခဲ့ရတယ်မဟုတ်လားခိုင်ကဘာမှပြန်မပြောဘဲငြိမ်နေ၏ပြန်စဉ်းစားကြည့်ငိမ့်မောင်ဟာတိတ်တနာစရာကောင်းတာပဲခိုင်ကလေသူ့အပေါ်စိုးတယ်မောင်ကသူ့အပေါ်အနိုင်ယူတယ်အရှုံးပေးအနစ်နာခံစရာရှိရင်ငိမ့်မောင်ကြီးပဲငိမ့်မောင်ဟာခိုင်နဲ့မောင်ရဲ့ရှားပါလှတဲ့တငယ်ချင်းစစ်တယောက်ပဲခိုင်သည်ဘာမှပြန်မပြောဘဝဆိုတာကလည်းငိမ့်မောင်ကိုသာဖိထောင်းခြင်းနဲ့ထင်တယ်ဒါပေမဲ့စိတ်ကောင်းရှိသူကိုနှက်ကောင်းမှတတ်တာပဲအခုဆိုရင်ငိမ့်မောင်ဘဝဟာတောင်းတအပ်တဲ့စုနဲ့ပြည့်ပြီးဝမ်းသာစရာကြီးပဲဒီအတွက်မောင်လည်းတိတ်ပျော်မိရဲ့ခိုင်ဤတစ်ချိန်တွင်ခိုင်သည်တိတိတတ်တာလှုပ်ရှားသွားသည်ကျွန်တော်ကိုတစုံတစ်ခုပြန်ပြောတော့မိဟန်နှကန်းလေးမြကတဆက်ဆက်လှုပ်လာ၏ကျွန်တော်ကလည်းစကားရက်သွားသည်ခိုင်သည်ပြန်လဲတည်ငြိမ်သွားပြီးနူးညံ့စွာမေးသည်မောင်ငိမ့်မောင်ကိုတိတ်ချစ်တာပဲလားဘယ်နဲ့မေးလဲခိုင်ချစ်ပါပြီကောတိတ်ချစ်တာပေါ့ငိမ့်မောင်တွေမကောက်ခိုင်ကိုလည်းတိတ်ချစ်တယ်ငိမ့်မောင်နဲ့ခိုင်ဟာဒီလောကမှာမောင်အချစ်ဆုံးလူတွေပဲထိတ်ဆုံးငါပါတယ်ခိုင်ကပြုံးသည်ပြုံးရမှခြာကနေလှဲ့ကြည့်၍ကျွန်တော်မမျော်လင့်သောစကားကိုဆိုသည်ဟုတ်တယ်ခိုင်ရလည်းချစ်ပါတယ်မောင်ပြောသလိုပဲခိုင်တော့လေမောင်နဲ့ငိမ့်မောင်ဟာဒီလောကမှာခိုင်အချစ်ဆုံးလူတွေထဲမှာထိတ်ဆုံးကပါပါတယ်ဒါပေမဲ့ခိုင်ကစကားကိုရက်၍ရည်သည်မိခိုင်ရီပုံမှာရည်သည်ထက်ငူသည်နှင့်ပိုတူနေ၏ခိုင်သည်မျက်နှာကိုတီးလိုက်ပြီးရေပြင်ကိုစိုက်ကြည့်လျက်တလုံးချင်းဆူသည်ဒါပေမဲ့ခိုင်သူ့ကိုချစ်တာဟာအခုသူမျှော်လင့်နေတဲ့အချစ်မျိုးနဲ့တော့မဟုတ်ဘူးအဲ့ဒါကိုမောင်သိစေချင်တယ်ခိုင်စကားကြောင့်ကျွန်တော်ထိတ်လန့်သွားသည်ရုတ်တရက်ဘာပြောရမှန်းလည်းမသိအတန်ကြားမှဘာပြောတယ်ခိုင်ဟုမေးမိသည်ခိုင်ပြောတာရှင်းပါတယ်ငိမ့်မောင်ခိုင်ချစ်တယ်ဒါပေမဲ့ခိုင်သူ့ကိုချစ်တာအခုခိုင်စီမှာသူမျောလင့်နေတဲ့အချစ်မျိုးနဲ့တော့မဟုတ်သေးဘူးသိရလားမောင်အိုးဒီမောင်ဘာလို့မသိကြအောင်ဆောင်နေရတာလဲခိုင်ကဇက်ဇက်ကလေးပြောသဖြင့်ကျွန်တော်ကလည်းအလန့်တကြားပြန်မေးမိသည်ဗျာဖះကြီးမောင်ကဟန်ဆောင်နေတယ်မောင်ဘာဟန်ဆောင်နေလို့လဲခိုင်ကရည်ပြန်ပါသည်မိခိုင်သည်ဘာကြောင့်အမျိုးမျိုးအဖုံဖုံရည်နိုင်ပါသနည်းကျွန်တော်ငိုင်နေခိုင်ကကြောက်မက်ဖွယ်ဆွဆွဲလေပြီမောင်ကတိတ်တက်တီကောင်းတယ်
ပြီးတော့တိတ်ပြီးလဲဟန်ဆောင်နိုင်တယ်ဒီနှစ်ခုပေါင်းလိုက်တော့မောင်ဟာတိတ်ကြောက်စရာကောင်းတဲ့လူတစ်ယောက်ဖြစ်လာတယ်သိလားခိုင်စကားကပြင်းထန်လွန်းသောကြောင့်ပြန်ချီရန်စကားကျွန်တော်ရှာမတွေ့ခိုင်ကဆက်ပြောသည်ဆက်ဟန်ဆောင်မနေနဲ့တော့မောင်ဒီကိစ္စတွေအားလုံးကိုမောင်သိပြီးသားပါအိုးခိုင်စကားဆောင်အောင်ပြောပြစီအောင်မောင်မညာချင်ပါနဲ့မောင်ဟာညာတတ်တဲ့လူမဟုတ်ဘူးမောင်နှောက်ကညာပဲမဲ့မျက်လုံးတွေနဲ့မျက်နှာဟာခိုင်ကိုကွယ်လို့မရအောင်ဒီမှာညာတတ်မှညာပါဆရာကြီးရဲ့ခိုင်ကကျွန်တော်ကိုစူးစိုက်ကြည့်သည်ဤမျက်လုံးများကိုရင်မဆိုင်ရဲသောကျွန်တော်ကမျက်နှာလွှဲလိုက်ရပါသည်မိခိုင်ကိုအရှုံးပေးလိုက်ရမှန်းကိုလည်းသိလိုက်မိပါသည်တပ်ပြင်းကိုသာအာယူရှိုက်ပြီးမှဝန်ခံရသည်ကောင်းပါပြီခိုင်ကိုမောင်မညာတော့ပါဘူးဟုတ်တယ်အားလုံးကိုမောင်သိပြီးပြီကျင်းနဲ့လားဒါပေမဲ့မောင်မေးမယ်ခိုင်ဟာဒီစကားတွေကိုဘာလို့အခုမှမောင်ပြောရတယ်လဲပြောနေဖို့လိုသေးသလားငိမ့်မောင်အချစ်ကိုခိုင်လက်ခံပြီးပြီမဟုတ်လားရုတ်တရက်ခိုင်အော်ရှိသည်လှောင်ပြောင်ခြင်းနှင့်နာကျည်းမှုရောသောရည်တံဖြစ်ပါ၏တခဏတွင်မူဒေါသဖြင့်တုန်ရင်၍စကားပြန်သည်ဟုတ်တယ်လေငိမ့်မောင်အချစ်ကိုခိုင်လက်ခံတယ်အချစ်ကိုလက်ခံတယ်ဒါခိုင်အတိအကျဖြေလိုက်တဲ့စကားပဲဒီစကားကိုမောင်တို့ကဘလို့နားလည်ထားလို့လဲဒီစကားကိုဘလို့နားလည်ရမလဲဒီစကားအတိုင်းပဲနားလည်ရတာပေါ့မောင်တို့မှားသလားခိုင်သည်မျက်နှာလေးမဲ့၍ရန်တွေ့သည်မောင်တို့မှားသလားဟုတ်လားမောင်တို့မမှားပါဘူးတမိုင်းစကလေးကမောင်တို့ယောက်ျားတွေမမှားပါဘူးခိုင်တို့သာမှားခဲ့ကြတာမိန်းမတွေသာမှားခဲ့ကြတာကျင်းနေပါပြီလားမောင်ကြီးရှင်ကျွန်တော်ရင်မှာစို့သွားသည်ဒေါသလည်းမတိမတာထွက်လာ၏မောင်ဘာလို့ရန်တွေ့နေရလဲခိုင်အိုးခိုင်မောင်ဒီလိုမကြည့်စမ်းပါနဲ့ခိုင်ဘာပြောချင်တယ်လဲပြောမောင်ကိုတော့ရန်မတွေ့ပါနဲ့ခိုင်ရင်ခိုင်သည်ငိုင်ကျသွား၏မျက်နှာကိုတစ်ဖက်သို့လွှဲပစ်လိုက်သည်အတန်ကြာ၍ပြန်လှည့်လာသောအခါခိုက်မျက်တောင်ကော်များ၌မျက်ရည်ဥတို့ခိုတွဲနေသည်ပြောသောစကားတန်မှလည်းမမာတော့ပါလေမောင်ရန်တွေ့တယ်လို့ဖြစ်နေခိုင်အောင်ခွင့်လွတ်ပါဒါပေမဲ့ခိုင်ဆက်ပြောရအောင်မယ်အချစ်နဲ့ပတ်သက်လာရင်မောင်တို့ယောက်ျားတွေကတကူကောင်းဆန်တယ်တကူကောင်းဆန်တယ်ဆိုတဲ့စကားကိုမကြိုက်ရင်ကိုယ့်ဘက်ကသာကိုတွေးကျင်တယ်လို့တွေးတတ်တာလို့ခိုင်ပြောပါမယ်ခွင့်လွတ်နိုင်ပါတယ်နော်မောင်ကျွန်တော်၌ဖြေစရာမရှိခိုင်တို့ဘက်ကလည်းတခါတလေလှည့်စဉ်းစားပေးပါအောင်မောင်ချစ်တယ်ဆိုတာဘာလဲခိုင်တို့မိမသားတွေအနေနဲ့ကတော့ဘဝကိုပုံအပ်လိုက်ရတာပါပဲမောင်ဘဝကိုပုံအပ်ရတာမို့လဲတိတ်ချစ်ချင်ရပါတယ်မောင်ရဲ့ခိုင်စကားကကြောင်းကျိုးဆက်သွယ်စီလျော်လာသည်ထို့ကြောင့်ဖြတ်မပြောဘဲငြိမ်နားထောင်ပါသည်ကြပြာစီယာမှုစိတ်ကူးရင်လည်းလို့မဆိုချင်ပါနဲ့မောင်ခိုင်အတွက်တော်လေချစ်ရေးချစ်ရမှာအဆင့်နှစ်ဆင့်ရှိတယ်အချစ်ကိုလက်ခံခြင်းကတစ်ဆင့်အချစ်ကိုတုံ့ပြန်ပေးခြင်းကတစ်ဆင့်ဒီနှစ်ဆင့်ကမတူဘူးမောင်ဒီလိုပဲချစ်နိုင်သူဆိုတာကသဘောတစ်ခုချစ်သူဆိုတာကလည်းသဘောတစ်ခုချစ်နိုင်သူစီကအချစ်ကိုလက်ခံခြင်းဟာသူ့ကိုအချစ်တုံ့ပြန်ပြီးချစ်သူရဲ့လို့သတ်မှတ်လိုက်သေးတာမဟုတ်ဘူးရှင်းပါရဲ့လားမောင်ရှင်းပါသည်အလွန်ရှင်းပါသည်ကျွန်တော်အတွက်အလွန်ရှင်းလွန်၍ခက်နေပါသည်ခိုင်ထံမှတဲ့တဲ့ရည်တံကြားရပါသည်ရည်တံနောက်ကပ်၍ဆွေးမြေ့သောစကားသည်လည်းပါလာသည်မိခိုင်ကိုအပြစ်မတင်ပါနဲ့မောင်ဘသူတွေဘလို့အပြစ်တင်ခိုင်ကိုမောင်တယောက်တော့အပြစ်မတင်ပါနဲ့မောင်ကိုလည်းခိုင်မညာပါဘူးငိမ့်မောင်ဟာခိုင်ချစ်သူမဟုတ်သေးပါဘူးဒါပေမဲ့ခိုင်ချစ်နိုင်သူတယောက်ပါမောင်ညွန့်ခမဟာလည်းခိုင်ချစ်နိုင်သူပါ
ပြီးတော့ခိုင်ထံမှစကားဆက်မလာပါမျက်ရည်ဥခိုတွဲလျက်ရှိသေးသောခိုင်မျက်လုံးပြပြများသည်ကျွန်တော်ရခင်တခါကမျှမမြင်ဘူးသေးသောမျက်လုံးများဖြစ်ပါ၏အိုးမြရီကြောစိမ့်လက်လက်ရှင်း၍ကတ်သိန်းကလျာရှုပွဲတာသောကျွန်တော်ရှိမှခိုင်သည်လေကျွန်တော်တခါမျှမသိခဲ့ဘူးသောခိုင်ဖြစ်နေပါ၏ကျွန်တော်ကိုယ်တိုင်ဒီလဲရခင်ကကျွန်တော်သိခဲ့သည့်ကျွန်တော်မဟုတ်ပါမဟုတ်လေပါလောကဆိုဒီကိုတတိမပြုံမိပါပဝင်းချင်းကိုလည်းမေ့မိပါသည်ဘာကိုမှမသိဘာကိုမှမမြင်ဘဝအတိဟု၍ရင်နှလုံးသားလှုပ်ရှားမှုကိုသာစိတ်မှတ်မဲ့ခံစားမိခြင်းသာရှိပါလေ၏တို့ရာတွင်ထိုအခိုက်ထိုခဏတွင်ပင်ဦးထူးမောင်ကြီး၏အိမ်စီမှခွေးဟောင်တန်ကြားရသည်ခြံဝစီလှည့်ကြည့်သောအခါရွှေမြူးခုံပေါက်ပြေးဝင်လာသောငိမ့်မောင်ကိုတွေ့ရသည်ငါထင်သားပဲမင်းတို့ကြောက်တန်းတော့သွားတာမဟုတ်ဘူးဦးလေးဦးထူးမောင်ကြီးစီကိုလာနှုတ်ဆက်တာဖြစ်ရမယ်လို့ငိမ့်မောင်သည်အော်ပြောရင်းကျွန်တော်တို့စီလျှောက်လာသည်လျှောက်လာရင်တစ်ပင်ကြီးတစ်ပင်မှကျဆင်းလျက်ရှိသောဂုံညင်းနွယ်ကြီးတစ်နွယ်ကိုဆွဲယူကလွှဲရန်စီခိုသည်ဂုံညင်းနွယ်ကြီးသည်ရှေရကငိမ့်မောင်သည်ပေါ်ပါစွာနှင့်ကျွန်တော်တို့အနီး၌ကြာလာ၏ငိမ့်မောင်ပြုမှုပုံကိုသဘောကျသဖြင့်ရည်၍ကျွန်တော်ကမေးသည်ဒါထက်တာဇန်ကြီးငါတို့ဒီဘက်ထွက်လာတာဘလို့လောက်သိသလားလမ်းမြင်လို့ပေါ့ကွာငါစောစောထွက်လာတာပဲတော်တော်တို့ဈေးဝယ်လာတာနဲ့တိုးနေလို့သူတို့နဲ့မှအတူတူပြန်လာတာအိမ်သားကြတော့ကားပေါ်မင်းတို့တက်နေရလမ်းမြင်လိုက်ရောဝေးနေတော့ခေါ်ရင်ကြားမှာမဟုတ်တော့ကွာနောက်ကားဆောင်စီပြီးတော့လိုက်လာတာရှင်းပြနေရမှငိမ့်မောင်မျက်လုံးများသည်ဖောင်လေးစီရောက်သွား၏ဟာအတော်ပဲဖောင်စည်းကြရအောင်လာခိုင်မြတ်တွင်လည်းခွာပေးပါမယ်ငိမ့်မောင်ကခိုင်လက်ကိုဆွဲခေါ်သည်ခိုင်ကကျွန်တော်ကိုတစ်ချက်ကြည့်လိုက်ပြီးငိမ့်မောင်ခေါ်ရာပါသွားသည်ငိမ့်မောင်ကထိုးဝါနှင့်ထောက်ခါဖောင်ကိုရေလေသို့ရွေ့စေသည်ရေလေမှနေ၍ကျွန်တော်ကိုလှမ်းနောက်သည်မောင်ရေဒိုင်မင်ထိုးချလိုက်ပါအောင်ကွာငါကခုံစင်းကယ်ပါမယ်အဟုတ်ပြောတာတောက်တဲ့လက်မဲ့ရေထဲဆွဲချငါမသေးဘူးရေကူးတတ်တယ်ပြောနေသောငိမ့်မောင်ရှင်နေသောငိမ့်မောင်ဘဝမျှော်လင့်ချက်တို့ဖြင့်ဝေနေသောကျွန်တော်တငယ်ချင်းငိမ့်မောင်သူပြောနေသည်ဖြင့်ကျွန်တော်ကရည်နေသည်စိတ်တွင်း၌မူဝမ်းနည်းနေမိသည်သူ့အတွက်၎င်းခိုင်အတွက်၎င်းထို့နောက်အားလုံးအတွက်ထူးဆန်းဖွယ်ရာကျွန်တော်စိတ်တွင်းဝဲဝမ်းနည်းနေမိပါ၏